ငါတူရေး Wi-Fi passport လေးလာတောင်းတာပါအစတော့အန်တီကတက်မလို့ပဲမင်းကလည်းတယောက်တည်းသုံးတာဆိုတော့မျှသုံးကြတာပေါ့ကွယ် ဟောဟုတ်ကဲ့ရပါတယ်ဗျအချင်းချင်းနေပဲ အေးပါကွယ်ကျေးဇူးတင်ပါတယ်ငါတူရဲ့အန်တီကလည်းတရားနာမှာဆိုတော့မင်းကုသိုလ်ရတာပေါ့ ဟုတ်ကဲ့အန်ဒီရတယ်ပေးကျွန်တော်ပတ်စဝါထည့်ပေးလိုက်မယ်ဟာအန်ဒီတို့ဘယ်ပြန်လာတာတော့ ဒီဘက်ကမုံစားပြီးပြန်လာတာ ဒီကောင်းနေ Wi-Fi သုံးရတာတော့စင်ပြေကြလားအန်ဒီတို့ ပြေးတယ်တနေကုန်ကိုရီးယားကလည်းတရားနေနာတာ ဟောပြေပြီးတာပါပဲဗျဟောဒါနဲ့ကျွန်တော်တခုတော့ကိုကြီးတောင်းချင်လို့ ဟမ်ဘာများလဲကွယ် ဘာမှမပုတ်ပါဘူးအန်ဒီရဲ့ကျွန်တော်အိမ်က short ဖြစ်ပြီးတော့မီးဆရာခေါ်ထားတာအဲ့ဒါ power bank နဲ့ဖုန်းလေးအားမရှိလို့အန်ဒီအိမ်မှာခဏတော့သွင်းချင်လို့ရမလားလို့ မရဘူးနင့်ပါဝါမတနေကုန်သွင်းထားမှာတနိုင်လဲလည်းမရဘူးအော်အန်တီတို့အိမ်ကလည်းလေပလက်ပေါက်တရားမှာအားလို့အန်တီကသွားလိုက်ဦးမယ်နော် ဟောဟုတ်ကဲ့ ဟဲ့ Wi-Fi အသုံးမရတော့နင် passport ပြောင်းထားလားငါအသက်ပြန်ပေးအောင် ဟောဟုတ်ကဲ့ကျွန်တော် Wi-Fi လည်းလကားမရလို့ပါဗျ မလေ Wi-Fi passport အောင်ပြောင်းပြတယ်ဒီလူနဲ့ဒီလူကိုများငါညီမပြောမနေနဲ့စိတ်သက်တရတော့သွားမယ်လာ ဟောဗျာဖြစ်မှဖြစ်ရတယ်နော်သူတို့အမြင်ပြောရတယ်ရှိသေးလူတွေများတော့ခက်တယ် တားရေကိုမောနေပြီဆင်းကြလာ ဟာညီလေးမေမေကခေါင်းနေပြီခဏသွားလိုက်အောင် တားလိုက်တားအောင်မမေပြောထားနော်တားကိုရင်မဟုတ်ဘူးနော်အဲ့ဒါကြားလားတားနောက်ခါကျသူနဲ့မဆော့နဲ့နော်မမေမကြိုက်ဘူးနော်တားနော် ကိုနဲ့တော့ကိုနဲ့ရော ဟောကြားတာညီလေးကလည်း ဒါလေးရောမောနေပြီမုံစားလိုက်အောင်ချစ်ကလေးရောတဲ့ ကိုကြောင်းကိုရ ဟုတ်အော်မိတွေးဆိုပေမဲ့ငါ့ကိုတော့ချစ်ရှာတာပဲကွာတဝက်တောင်ချွေးလိုက်တာဒါကူလာပြီကြုံဒီလက်စွပ်လေးကငါမေနောက်ဆုံးထားခဲ့တဲ့ငါတို့တန်မိုးရှိရအောင်လက်စွပ်လေးပဲဒါပေမဲ့လေညီလေးမေမေကငါ့ကိုတားရင်တယောက်လိုချစ်တာပဲသူလည်းမိတွေးကောင်းဆိုတော့သူနဲ့ထိုက်တန်ပါတယ်ငါသူ့ကိုပေးလိုက်မယ်နော်မေမေ တတနော်မမေနောက်ထပ်မပြောချင်တော့ဘူးနော်သူ့ဖေရှိသည်ကျွန်တော်တို့မမေကကောင်းညာဆောင်နေနော်နောက်တစ်ခါသူနဲ့ဆက်နေမြင်နော်မမေကနော်တားအောင်ပါရိုက်မှာနော်မိမရှိတဲ့ကလေးနဲ့ညာဆော့ကျင်နေတဲ့တခါလေ လောကကြီးမှာငါ့ဘောကောင်းတဲ့သူမရှိတော့ဘူးထင်ပါတယ်လွန်လိုက်တာမေမေရဲ့တောင်းပါထားရရတယ်နော်တားရီဒီလာစင်ပြေမိကိုပတ်စံလေးနည်းနည်းလောက်လွှဲပေးပါဦးဟာအဲ့ကြောင့်ခင်ဗျားတို့စီဖုန်းမဆက်ချင်တာဖုန်းလေးတစ်ခါစကားဆက်လိုက်လို့ရှင်ပတ်စံနဲ့ပဲဗျာအေးပါအမေချမ်းမကြီးမကောင်းလို့တားစီကိုကိုကြီးတောင်းနေတာပါရတယ်တားစင်ပြေအောင်နေနော်အမေဖုန်းချလိုက်တော့မယ်ရတယ်တားဒီမှာလဲပတ်စံရှာရတာလွယ်တယ်မှတ်နေလားခင်ဗျားတို့ကဗဇက်လေးကနေပဲတောင်းနေတာဗျာမလွယ်ဘူးဗျာမေတာကိုရီးယားတင်တန်းလေးတက်ရှင်လို့လေတားတင်ငယ်ချင်းတွေတောင်တက်နေတာဘဲသွားတက်မှာတော့ငါသားရဲ့မြို့ပေါ်ပေါ့အမေရစားစိတ်ဘာစိတ်တော့အကုန်ခါမှာနော်အမေတားတက်ချင်တက်ဖို့ငါသားရဲ့ဒါနဲ့ကိုရီးယားစာတက်ပြီးတားဘာလုပ်မှာတော့ဟာမေရလဲကိုရီးယားစာတက်မှာတော့ကိုရီးယားသွားမလို့လေတားကိုရီးယားသွားပြီးလုံးမလို့သူများရေဆိုရင်ဂျပန်နေရောသွားကြတာတားတော့ကိုရီးယားသွားမှာအေးမေရထားပြီးမှာပေါ့ငါသားတက်ချင်တက်အဲ့ဆိုတာတင်တန်းအပ်လိုက်တော့မယ်မေပတ်စံထုတ်ပေးရောအေးပါငါသားရဲ့ညနေကျမေလုပ်ပေးမယ်နော်တားတို့ငယ်စဉ်တော့အမေကျွေးမွေးစောင့်ရှောက်ခဲ့တာပါအမေကြီးမှတားတို့လှုပ်ရက်လိုက်တာနော်မိမရေ ဟဲ့နေမအဲ့နေရဘာလို့အော်နေရတော့ ဟုတ်ကဲ့ပါရောက်ကမကြီးရေ ဟဲ့နေဘတဖူးကြောက်တယ်မကုန်နဲ့ဘာလို့ပြန်အောင်ပြန်အောင် ဟောသုံးလို့ပဲကျန်တော့တာပါရောက်ကမကြီးကမိုးတွေကလည်းချုပ်နေပြီတဏီကုံလည်းရောင်းလာဆိုတော့မနဲ့မှပဲရောင်းလိုက်တော့မယ်ဖိုက်တွေကလည်းစားနေပြီဗျ မလဲချင်းတော့တဖူးကြောက်တယ်မကုန်ချင်းပြန်အောင်တော့ကိုရ ဖေး တော့ဖေးအော်မနေနေတာပဲခေါ်လာရောက် လာတာဖေနဲ့တူသွားရောင်းရမယ်နော်တာတဏီကုံဖေကိုလွှမ်းနေပြီလားဒီမှာလာမင်းဝိုင်းစင်တာပဲတာတပူးကြောင့်ဟဲ့အောင်ချောင်းမင်းလမ်းလျှောက်နေကြပဲကွာဒီတိုင်းမဲ့လိုက်ခဲ့တော့ဆိုင်ကတော့မဆောင်ဟဲ့အောင်ဘယ်မုံတက်သွားမယ်အော်အေးပါရတယ်အောင်ချောင်းရေးငါတော့သွားပြီဟေးမင်းနောက်ကရှင်းလိုက်ခဲ့တော့ဟာကြိုတန်းရစောင့်နေမယ်စောင့်မောင်းဆန်းဟေးငါမီအောင်ပြေးလိုက်ခဲ့မယ်ဟောင်းလေးငါရောက်ပြီမောဟဲ့အောင်ဆန်းတို့စားလဲပြီးသွားအောင်ဟဲ့အောင်နောက်ကျနေလိမ့်မယ်ဟမ်မင်းတို့ကလည်းပြီးကုန်ပြီလားအေးငါရှင်းလိုက်မယ်ကွာဟဲ့အောင်ငါဘောစီပါငါစားနိုင်ပါတယ်မင်းပတ်စံရှင်းရမလို့ပါဘူးငါပဲရှင်းမယ်
ဝါမရှိပဲဝီလုံတာဟေးတာကြီးအောင်ဘဲမွန်ရငါအကျော်ကြီးစားပြီးဘိုက်တွေအောင်နေလို့စီကံသွားခြင်းလို့ခဏလိုက်ခဲ့ပါအောင်ကွာဟာဆန်းကလည်းဒီတော့မိုးချုံနေပြီကွာငါအိမ်ကမိုးချုံရင်အပြင်ထွက်လို့မရဘူးကွာမလိုက်တော့ဘူးသွားတော့ဟဲ့အောင်ဘဲမွန်မင်းအိမ်မှာဆန်းအော်ဆန်းဟဲ့အောင်မင်းဘိုက်တွေနားလဲဆိုလို့ငါလိုက်လာတာစီကံသွားမယ်လားငါလိုက်ဖို့ငါပါဟမ်အေးပါကွာတကယ်ချင်းဟာအေးလုံနေနဲ့ချိန်ဆွဲလို့မရဘူးသွားမသွားမယ်စီကံသွားမလားအာယုံပဲဒီတော့မိုးချုံနေလိုက်ချင်အေးတကယ်ချင်းအော်ဒီကောင်ချောင်းမှာငါဘောတကယ်ကောင်းရှာတာဟာကိုကငါအမေပဲဟာဘာဖြစ်နေလဲမသိပါဘူးတွားကြည့်လိုက်အောင် ဟဲ့ဟိုဘွားတော့အဝိတ္တွေကိုတခြားပြောင်းဆောလို့ပြောတာဘယ်နှခါရှိနေပြီတော့ကလေးဝိတ္တွေမလို့တေးသေးချာချာဆောတေးသေးချာချာဆောဆိုအလောက်ကိုတော့စီစီပူပူကိုလောက်မယ်မရှိဘူးဘလို့များလောက်နေအသက်ကြီးလို့တနာလို့ခေါ်ခိုင်းထားတာသိလားသိကြလို့ တထေးပြောင်းပါတယ်ရှင်ဒီနေ့ နော်နောက်နေ့အဝိတ္တွေကိုတခြားပြောင်းမလျှော်နိုင်ဘူးဆိုရင်အလောက်စင်းကြမလို့တော့ဘူးရဒါဒီနေ့လောက်အားက ဟုတ်ကဲ့ ဘာဖြစ်တာလဲအမေ ဘာမှဖြစ်ပါဘူးတာရဲ့အမေတို့ပြန်ကြောက်သူတော့တာနော် မမဖြစ်ရမှာလဲအမေကိုဟိုဒီလောက်ပြောဆိုတာကိုတာဘလို့ခံနိုင်မှာလဲတာဘလို့ကြည့်ရနေနိုင်မှာလဲတာမကြည့်ရလို့ဝင်လာတာလေအမေအာမေကိုတာတန်တန်ပြောရတာနဲ့ဗျာဒီအဝိရှော်တဲ့လောက်တာကိုတာမကြိုက်ဘူးလို့မေကိုသူများဝတ်တယ်မလျှော်သေးခြင်းဘူးလို့တာဒီလောက်တန်တန်ပြောတယ်ဗျာအမေတာမသိတဲ့အချိန်မှာအဲ့ဒါတွေမရှုပ်ပါနဲ့တာเจ้าမဟုတ်ဘူးတွေလည်းမရချင်နေပါစေဒီလိုလှုပ်လိုက်တော့ဗျာတာเจ้าမလိုက်တော့ဘူးဗျာကျောင်းထွက်ပြီးတော့ဒါအမေကိုပဲလှုပ်ကြည့်တော့မယ်ဗျာဒီလိုမောင်းပါတဲ့အိမ်မှာမေလာပြီးတော့ဝစ်လျှော်နေတာလေဒါမကြိုက်ဘူးမေဗျာ တာရဲ့တာမကြိုက်ရင်လည်းမေမလုပ်တော့ပါဘူးနော်တာနော် အောင်လေးမလောက်စားကောင်းငါ့ကိုဘာပြောပါနင်တို့ပတ်စက်မရှိလို့သူများရှိမှလောက်တာလေရိုးရိုးကြိုးလောက်မှာပေါ့ဘာလို့ဆက်ဆံနေရတော့ ဟာဗျာပြောမှာပေါ့ဗျာခင်ဗျလူကိုလူလိုဆက်ဆံလို့လားဒါလူကြီးလေဗျာ တာရဲ့မပြောပါနဲ့ ခင်ဗျလူကြီးကိုလူကြီးလိုဆက်ဆံတာဘာလို့ဒီလောက်မောင်းပါတဲ့သူနဲ့စကားဖတ်မပြောနဲ့ခုနပတ်စံပေးမှလည်းမေရော့ဒီလောက်ပတ်စံမဲ့တဲ့မိမကောင်းမယ်အန်ဒီတာကိုအန်ဒီလက်ထဲကမုံလေးကျွေးပါလား ငါစားမလို့လေနေမမြင်ဘူးလား လို့ပါအန်ဒီရဲ့တဏီကုံလုံးဘာမှမစားသေးလို့ပါ တော်စားမတောက်မယ်ဆိုဒီလိုကြီးပဲတိတ်စိတ်ပြတ်ဖို့ကောင်းတာညငါသွားလို့ပြောနေရလေဘာကြောင်ကြည့်နေရလဲ ဟိုအန်ဒီ ဟဲငါမဖြစ်ရှိယူပါပြီအမလေးမလိုက်တာမလေးဟာအန်ဒီရလာအန်ဒီတတ်တာလားရလာအဲ့ဆိုသားသွားတော့မယ်နော်အန်ဒီ မလေးဖျားမလို့တော်သေးရပေါ့ဒီကောင်လေးကငါ့ကိုပြစ်မထားခဲ့ဘူးပဲစိတ်ကောင်းလေးရှိရှာပါတယ်သူ့မှာတကယ်စင်မပြေလို့နေမှာ ညီလေးသားရောဟောအန်ဒီရှင်းပြမှာပါငါလည်းမတတ်တာလို့ပါတောင်းပန်ပါတယ်အန်ဒီရဲ့စားတော့ညီလေး 哇呜， ဟောဟုတ်တယ်သားလေးကျေးဇူးပဲနော်ကျော်သားလေးရောဒါဦးကမဟုတ်ဘူးပေးရ 有点呜，有点呜。 ဟောအေးပါကွာအဲ့ဆိုလည်းရောဒီအေးဘူးလေးတောက်လိုက် 嘿， ဟာဖူတာထုတ်ကြံခဲ့ပြီနေအောင်အတော်ငါမဟုတ်ပဲမှာပါလေပြီးတဲ့ငါဖုန်းနင်တို့လိုကလေးတွေကလင့်လို့ယူရလားဟမ်ငါပြန်လာလို့မဟုတ်ရင်ယူပြေးတော့မှာမလားဟာညီမကလေးကိုဘာလို့အဲ့လိုတွေပြောနေတာတော့ဘာလို့ပြောရမှာလားကျမဖို့သူယူထားလေမင်းထင်မနေပြီဒီကလေးကဒီလိုကလေးမဟုတ်ဘူးနော်ငါပတ်စံကောက်ရတော့စောတာပြန်ပေးတာမင်းဒါဘလို့ဖြစ်တာဦးပြောပြ 这大便被摸长来的，这大便干啥的？ တွေ့လားညီမနောက်တစ်ခါကိုယ့်ပစ္စည်းကိုသေချာထိမ့်သိလူတိုင်းကိုကိုယ်စိတ်နဲ့မနိုင်နဲ့အော် sorry နော်ကလေးလေးဒါလေးယူသွားရော့ဟာတားလေး 我不把它比。 ဟောဗျာလိန်မာလိုက်တာကလေးလေးက ဟဲ့ချွေးမဘယ်ချိန်ရှိနေပြီအောင်ဒီချိန်တွေ့ရလားမြည်ဟမ်ယောက်ျားမထားရင်ထားရမယ်ဆိုတော့မသိဘူးလား အော်ဟုတ်ပြီထားပြီ ဒီပါညီတို့တော့မှလည်းဒီချိန်ကြီးအိတ်တာပဲလားမြို့သားရထားတယ်ဆိုပြီးအပားခုံမယ်မမတ်နဲ့နော်နောက်နေ့ကစပြီးတော့မှအာရုံထချက်ဒါပဲငါပြောမယ် ဟုတ်ကဲ့ပါအမေရဲ့ တော့ဟိုမှာလောက်တဲ့တန်းစီညာပဲနောက်ငါသားလည်းဘလို့တော့ကြုံအောင်ကြားဟာမယူလာတယ်မသိဘူးအချိုးကုန်မပြေဘူးတခါတည်းဟဲမိသားလေးနိုးလာပြီလားအ
အရင်ကအိတ်တာမဟုတ်ဘူးငါသားရဲ့အမေကငါသားအတွက်ကိုအကြကွေးရလက်ဖေးရဝယ်ထားတယ်နော်သားမျက်နှာတစ်ပြီးစားလိုက်တော့နော်ငါသားလေး ဟုတ်မေစားလိုက်မယ်လေမျက်နှာတစ်ပြီး ငါသားရဲ့မင်းမိမလေလေမနဲ့မိုးလင်းကြတဲ့အမေပဲပြောဆိုပေးနေရတာဘာမှလည်းမလုပ်တတ်မကင်တတ်ဘူးသိလားသား အော်ဟုတ်တယ်အမေရဲ့တာမီမကလေမြို့ပေါ်နေသားမကြသေးတော့အမေပဲပြောနိုင်ဆိုနိုင်မှရမှာအမေပဲကောင်းကောင်းမွန်မွန်လေးတင်းပေးလိုက်ပါအောင်နော်အမေ